အခမဲ့ရတဲ့အရာတိုင်းကတန်ဖိုးမဲ့တာဟုတ်လားအေးတချို့ဟာတွေကိုမဝယ်နိုင်ဘူးဒါပေမဲ့အခမဲ့ပေးတယ်စေဝါမတတ်နိုင်တဲ့သူတွေကိုနိုင်ငံတကာကထောက်ပံ့ခြင်းငွေတွေနော်ကုညီပြီးမှအခမဲ့ထုတ်ပေးတာရှိရလေတကယ်ဝယ်မယ်ဆိုရင်တိန်းကိုယာနဲ့ကြည့်ပေးရမယ်ဈေးတွေကိုကျွန်တော်တို့ကအခမဲ့ရတာအဲ့ဒီဈေးတန်ဖိုးမရှိလို့လားရှိပါဘူးဒါဆိုဘာဖြစ်လို့ရတာလဲတစ်ဖက်လူကကျေးဇူးပြုလို့ရတာနော်တစ်ဖက်လူကကျေးဇူးပြုလို့ရတာကြည့်အဲ့ဒါလိုပဲကဲတင်ချင်းတရားဆိုတာကလေကျွန်တော်တို့လူတွေအနေနဲ့ကြိုးစားလို့မရနိုင်လို့ခရစ်တော်ကအခမဲ့ပေးတာဒါပေမဲ့တန်ဖိုးတော့မနေဘူးနော်တန်ဖိုးတော့လုံးဝမနေဘူးကျွန်တော်တို့ရဝယ်နိုင်လို့လားမဝယ်နိုင်လို့လားမဝယ်နိုင်ဘူးလေဝယ်နိုင်မဝယ်နိုင်ဘာသာတရားနဲ့ချိန်ကြည့်လို့ရတယ်ဘာသာတရားတွေအားလုံးကောင်းတာပဲတင်တယ်မကောင်းတာတင်တဲ့ဘာသာလောကမှာရှိလားဟိုခရိယန်ကဖွင့်ထားတဲ့လိန်လေးတင်တယ်ကြားဘူးလားမရှိပါဘူးအားလုံးကကောင်းတာလို့ပဲတင်တယ်အဲ့တော့ဘာသာတွေအားလုံးထဲမှာတူတဲ့အချက်နှစ်ချက်ရှိတယ်အဲ့ဒါကကောင်းတာကိုသိတယ်လုပ်ပါမကောင်းတာကိုသိတယ်မလုပ်နဲ့ဟုတ်တယ်နော်လက်ခံလားမုတာမတုံးရဘူးပါလားဒီမှာထိုင်နေတဲ့ဟိုအကြီးဆုံးမှအငယ်ဆုံးတခါမှမလိန်ဘူးတဲ့သူများရှိပါသလားမလိန်ဘူးတဲ့သူများရှိရင်လက်ထောင်ပြပါဒီထောင်နေဆိုကြတဲ့အဲ့ဒါလိန်ပြီးတော့ထောင်တာပဲဟုတ်တယ်နော်တခါမှမလိန်ဘူးတဲ့သူရှိလားမရှိပါဘူးအားလုံးလေငယ်ကလေးကနေအိုးလိန်လေတဲ့အဆင့်ကိုတော့မှရိုးရိုးအဆင့်မဟုတ်ကျွမ်းကျင်အဆင့်ကျွမ်းကျင်ကိုလိန်တတ်တာနော်လူချင်းကိုလိန်မိဘကိုလိန်ဆရာသမားကိုလိန်နောက်ဆုံးလူကိုလိန်တာအားမရတော့ဖယားကိုပါလိန်အရှင်ဖယားတပည့်တော်နောက်ဆုံးပဲနောက်ကလေးဒီအမားမျိုးတပည့်တော်ဘယ်တော့မှတစ္ဆာဆိုပါတယ်မိုးကြိုးပြင်းကားတိုင်ပြီးပါဖြစ်လေလူဆိုတော့မတ်တာတယ်ဗျာခုနကပါဖယားကိုတော့ကျွန်တော်တို့လိန်နေမဟုတ်ဘူးလားအေးဘာဖြစ်ရင်ဘာလူမဲဖယားကိုလေဂရိတွေပေးတာဘလောက်ရရင်ဘလို့လူမဲတကယ်လေရရောနှမျောတယ်နောက်တစ်ခါမှပေါင်းလိုက်နော်အဲ့လိုကြောင့်ဒီထဲမှာအဲ့လိုလူတွေပါတယ်လို့ပြောတာမဟုတ်ဘူးလူဆိုတာမူတာနဲ့ကင်းလားမကင်းပါဘူးမကင်းဘူးလိန်နေနော်ဒီလိုပြောလို့တရားဟောနေတဲ့ကျွန်တော်တို့ကမူတာကင်းနိုင်လားပူကြည်တယ်နော်အဲ့သူလည်းမူတာနဲ့အိမ်ရှင်ကကိုခေါ်တယ်အဲ့ကောင်လေးထမင်းစားသွားအောင်ဆိုဘိုက်စာနေတော့မှလေထက်ချင်းမစားဘူးထက်ချင်းစားလိုက်ငက်ကြီးကြတယ်ထင်တော့မလို့ရတယ်ဘိုက်မစားဘူးဒါပေမဲ့စိတ်ထဲမှာပါလေဟိုမှာထိုင်နေပြီစိတ်ထဲမှာသမင်းဝိုင်းမှာတူထိတ်ဆုံးရောက်နေပြီဒါပေမဲ့စိတ်ထဲမှာပြောတယ်နောက်တစ်ခါခေါ်ရင်တော့ငါစားမယ်အိမ်ရှင်ကလည်းသိတယ်နောက်တစ်ခါမခေါ်တော့စိတ်တူပြီးတော့ပြန်လာတယ်အလိုက်မတီးတဲ့အိမ်ရှင်လူကလေနော်မူတာကင်းနိုင်လားမကင်းနိုင်ဘူးမူတာမတုံးဘူးတဲ့သူတယောက်မှဒီစကားပုံတော့ရှိသေးတယ်မူတာမပါဟိုတိတ်ကျွမ်းတယ်နော်ဘလောက်တောင်လိန်ခဲ့လဲမသိဘူးဟုတ်လားကြည့်လူရဲ့တဘောတဘာဝကနောက်ဆုံးလေမုဒ္ဒါစကားကိုယ်တိုင်လဲပြောတယ်လို့တဲ့မုဒ္ဒါစကားကိုနားထောင်ရတာလဲသိကြိုက်တယ်လူကလိမ်မန်းတိတိနဲ့လဲတဘောကြတယ်တချို့လေနော်အသားမဲတဲ့သူများမဲတယ်လို့ပြောရင်ကြိုက်လားသူကြိုက်အောင်ပြောင်းပြောရတယ်မဲတာမဟုတ်ပါဘူးဟဲ့နေဟာညိုချောလေးပါအိုးအရင်တဘောကြမဟုတ်ပါဘူးကြွေးပလိုက်ဟုတ်လားကြည့်တော့လူကလေလွယ်ဘူးအဲ့တော့ဒီထဲမှာအမျိုးသမီးကြီးလည်းပါတယ်အားလုံးကငယ်ရာကနေကြီးလာကြတာပဲရီးစားစကားများအပြောခံရဘူးပါသလားသူတို့စပြီအပြောခံရဘူးတဲ့ယောက်ျားလေးခမမိန်းကလေးတယောက်ကိုရီးစားစကားပြောတာလွယ်တယ်မထင်နဲ့သူလဲကိုယ်ဝိုက်ပြီးတော့ရှူရတာနေကငါအရန်ချစ်တယ်နော်ငါ့ကိုပြန်ချစ်ပါဆိုမိန်းကလေးရင်အောင်မခုံလိန်ပြီးပြောမှသူလည်းကြိုက်တာမင်းကောင်းမလေးရဲ့ကဘာပေါ်မှာမိန်းကလေးတွေအများကြီးရှိတဲ့တဲကနေဟိုးအရင်တော့အာဒန်နဲ့အေဝါကသူက2ယောက်တည်းရှိလို့ကြိုက်တာဒီနေ့ကမိန်းကလေးတွေအများကြီးရှိတဲ့တဲကနေငါနင်း1ယောက်တည်းသူအဲ့လိုပြောခဲ့တာ9ယောက်လောက်ရှိဟာဒါမှလည်းအမျိုးသမီးကလည်းကြားပြီးတော့ကြွေတယ်
ဟုတ်တယ်နော်မုတာကိုကြိုက်လားလိမ်မန်းတီတီချင်းနဲ့ကိုကြိုက်တာဒါကြောင့်မလို့ TV ကြော်ညာတွေမှာဆိုရင်ပစ္စည်းကျင်ညာတဲ့အခါမှာအရှိကိုအရှိတိုင်းကျင်ညာလားပို့ပြီးကျင်ညာလားပို့ပြီးကျင်ညာလေဟာအသားမဲတဲ့သူတဲ့ဆက်ပြတိုက်ရတာချက်ချင်းထုံးလို့ယူသွားတာတဘောကြတယ်သွားဝယ်တယ်လိန်ကြိုက်တယ်ဟုတ်တယ်မလားအလိန်ကြိုက်တယ်အရက်ပူတဲ့သူလည်းအရက်ရှင်စည်းကြုံညာရတယ်ဟိုကတောက်လိုက်တာချက်ချင်းရှင်တော့တော့သွားဝယ်တယ်သူတကယ်တော့တာရှင်လည်းမရှိလားဒါပေမဲ့လူကမုတာကိုဘာဖြစ်လဲကြိုက်တယ်နော်မုတာကိုသေးကြိုက်တာအာမညာခင်မှာကောင်းလေးရလေမင်းအတွက်ဆိုရင်တော်တွေလည်းဖြက်ပစ်မယ်ပင်လဲလဲကူပလိုက်မယ်တောင်တွေလည်းတက်ပစ်မယ်အိုးကျွေလိုက်တာတကယ်ညာလဲညာတော့ကျော်လမ်းထိပ်ကမွေငါတော့ခိုင်းတာမွေပေးဒါပေမဲ့တဘောကြလားအာညာမန်းတတိနဲ့ကိုကြိုက်တာလေပြောကြည့်မုတာသုံးတာလဲပါပဲလေအပြစ်ဘာလဲအပြစ်ဒါဆိုဒီမှာထိုင်တဲ့သူတွေအားလုံးအပြစ်ရှိလားဘာတစ်ချက်ပဲရှိသေးလဲတခြားဟာမပြောသေးဘူးနော်ဘာသာတရားထဲမှာရှိတာတွေအားလုံးမပြောလို့ဒီတစ်ချက်လေးပြောရအောင်မကင်းနိုင်လားကဲဒီနေ့တော့တိသွားပြီငါတို့မုတာသုံးတယ်အပြစ်ရှိတယ်မနှက်ပြန်မတုံပဲဘလို့လဲနေမလားဟမ်ကဲနောက်တစ်ချက်ဆက်သွားရအောင်လောဘမကြည့်ရဘူးဘာသာတိုင်းပါလားပါတယ်လောဘမကြည့်ရခရစ်ယာန်မှာလည်းပါတယ်လောဘမကြည့်ရဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့လောဘမကြည့်ပဲနဲ့နေဘူးလားဖြည်းဖြည်းပြောပါလောဘလေတစ်ခုရရင်နှစ်ခုလိုချင်တယ်နှစ်ခုရတော့လေအဲ့ဒါကြောင့်မို့စကားပုံရှိတယ်ရလေလိုလေအေးနော်သိတယ်သူတို့တွေလောဘရဲ့သဘောတဘာဝကနဲရင်ထိနိုင်တယ်နော်နဲရင်လေတရားတန်လောက်ကတော့လောဘမကြီးပါဘူးဟုတ်တယ်မလားတရားလောက်ကတော့မကြီးဘူးကိုရှိမှလူတယောက်ကဖျက်လျှောက်သွားတယ်သူ့အိတ်ကထဲကနေပတ်စံတရားကြကြံခဲ့တယ်မြင်းတယ်ခေါ်ပြီးတော့ပေးလိုက်တယ်တတရာပဲဟေးကောင်လေးပတ်စံကြခဲ့တယ်ကောက်သွားလိုက်1000တန်များကြခဲ့ရင်ရောပိုင်ရှင်ကိုကြည့်ပိုင်ရှင်မမြင်တော့ခြေထောက်နဲ့တော့အုပ်ထားပုံဝင်ချင်းအခြေအနေတစ်ချက်ကြည့်လိုက်တယ်ဘာဘူးမှမရှိတော့ဘူးဆိုတော့ပတ်စံကုန်းကောက်တယ်ပါဇက်ကလည်းဘာပြောလဲဆိုတော့ကိုကုတူကန်တဲ့ကိုပဲများရင်ထိန်းလို့လွယ်လားလွယ်ဘူးလူကလေနဲရင်တာထိန်းလို့ရတာများရင်ထိန်းလို့မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဒီလိုပြောလို့ဟောနေတဲ့ကျွန်တော်လောဘရှိလားသူတို့ပြောချင်တယ်မတရားဆိုရင်လောဘရှိတယ်စာအိတ်အချင်းပေါ်မူတည်ပြီးသူ့မျက်နှာပြောင်းတက်တယ်နော်စာအိတ်ပါရင်မျက်နှာတစ်မျိုးစာအိတ်ထူရင်သူကလိုမျိုးတထေးအိမ်နဲ့ဆင်းရဲသားအိမ်ဘယ်ဘက်ချေဥပို့လဲတထေးအိမ်ဖျားခဏခဏဖွင့်ပြတယ်ရောက်သွားဆင်းရဲသားအိမ်ဖျားမဖွင့်ပြတဘောပြောတာပါဆရာတိုင်းအဲ့တိုင်းမလုပ်ပါဘူးเนาะပြောပြတာလောဘကင်းနိုင်လားမကင်းနိုင်ကြပါဘူးလောဘရှိကြတယ်မဟုတ်ဘူးလားသေးတော့ဖြစ်တဲ့ဒီနဲ့ချက်တောင်မှတင်နဲ့ကျွန်တော်ရှောင်းနိုင်လားရှောင်းနိုင်ပါဘူးဒါဆိုရင်တင်းရဲ့လမ်းဆုံးကဘယ်ဦးတည်လဲကိုလိမ့်စာကိုတည်ရဲ့တန်းနေရပဲနှစ်ချက်ပဲရှိသေးရဲ့နော်ကျန်တာတော့ထပ်ပြောဖို့မလိုတော့ဒီနှစ်ချက်နဲ့တင်ကျွန်တော်ဘာဖြစ်သွားပြီလဲငရဲသေးချာနေပြီအခုအားလုံး line တုံးကြလားတုံးတယ်တုံးတဲ့အခါမှာဘုန်းကြီးတစ်ပါးတရားဟောတာတက်လာလို့ရှိရင်ဘာလို့ပြစ်လဲအမှန်တိုင်းပြောပါဘာလို့ပြစ်လဲကြော်ပြစ်တယ်ရံဖြစ်တိုင်းငါတက်လာလို့ရှိရင်အဆုံးထိကြည့်တယ်နောက်တစ်ခါပြန်ကြည့်ကိုမတ်နေပါလေဝင်ရေးအောင်မနေရာမှာငါးတာဆိုရင်မလွယ်ဘူးဟုတ်လားကြည့်ညလုံးကအစလေကောက်ရတယ်မကောင်းတာဘယ်ဟာပုံများများလုပ်လဲတော်မပြောနော်ကိုပြောရနော်တူချုံပြောလိုက်မယ်နော်တမလွန်မှာကောင်းရဒုက္ခချမ်းသာပုံနဲ့အပင်ငရဲလူတိုင်းကတော့ဘယ်သွားချင်လဲအရက်မှုဓမ္မကိုမင်းရင်တော့မှလေဖြေလိမ့်မငါကောင်းတာပဲသွားချင်တာဒီနေ့ဘာသာတရားတွေအားလုံးကတိတ်ကောင်းပြီမဲ့လူဟာမကောင်းတဲ့အတွက်ကြောင့်ဘယ်ဥတီလဲငရဲဥတီသွားချင်ကြလားသွားချင်ပါဘူးအဲ့ဒါကြောင့်မသွားချင်ဘူးဒါကြောင့်မလို့ယေရှုခရစ်တော်ဆိုတာလိုအပ်တယ်နော်အဲ့ဒီယေရှုခရစ်တော်ဘုရားကလူတွေငရဲသွားမှာဆိုတာကို तू သိရတဲ့အတွက်ကြောင့်လူတွေအားလုံးကိုစားလူတွေမလုံနိုင်ဘူးဆိုတာကို तू သိတယ်လူတွေငရဲကမလုံနိုင်ဘူးဆိုတာကို तू သိရတဲ့အတွက် तू ကိုယ်တိုင်စင်းကြွလာပြီးတော့လူသားအားလုံးပြည့်တဲ့ तू လောက်ဝါကားတိုင်းမှာအသိခံပြီးခဲ့အသွေးသွင်းခဲ့တဲ့တကြိုချင်းကိုခံခဲ့ပြီးတော့3ရက်မြောက်နေ့မှာရှင်ပြန်ထမြောက်ပြီးတေချင်းကိုအောင်ခဲ့ဒါကိုယုံကြည်လက်ခံလိုက်ယုံလေးနဲ့ကျွန်တော်လွတ်မြောက်လွယ်လိုက်တာလွယ်မှာပေါ့နေမမလုံနိုင်တာဟုတ်တယ်မလားနော်အလကားပေးတယ်အခမဲ့ပေးတယ်တန်ဖိုးမရှိလို့တော့မဟုတ်ဘူးကျွန်တော်တို့မဝဲနိုင်လို့ဟုတ်လား
ကျွန်တော်တို့မလုံနိုင်တဲ့ဥစ္စာကိုဖခင်ကလှုပ်သွားပေးတယ်ဒါကိုယုံကြည်ယုံလေးပဲနော်ယုံချင်းယုံမျိုးချင်းဒါတော့တက်အပိုင်းပဲဒါကျွန်တော်ပြောပြတာ